လက်တက်မီတလက်ကတင်အောက်ကိုရုတ်တရက်ပြုတ်ကျသွားပြီးမိန်းကလေးကတခြားတစ်ဖက်ကိုချက်ချင်းလှည့်လိုက်တဲ့ကံကောင်းစွာနဲ့ပြန်ပေးသမားကကောက်ယူသွားပြီးသူမကိုမမြင်လိုက်ရဘူးဒါပေမဲ့အပေါင်းပါကတခုခုကိုရိပ်မိသွားတယ်လို့နဲ့မိကိုတိုက်ရိုက်ဖွင့်လိုက်တဲ့မိန်းကလေးမှာချက်ချင်းတုန်လှုပ်သွားပြီးနီးနီးလေးမှာရှိတဲ့ပြန်ပေးသမားကိုကြည့်ရင်အသက်တောင်မရှူရဲတော့ဘူးခြေချောင်းလေးတွေတောင်တင်းကျပ်နေခဲ့တဲ့ကံကောင်းစွာနဲ့ပြန်ပေးသမားကြည့်နေတဲ့နေရာကကတင်ပေါ်မှာဖြစ်နေတဲ့ကတင်ပေါ်မှာလှဲနေတာကသူတို့ရဲ့ခေါင်းဆောင်ဖြစ်ပြီးအထဲကိုအတင်းဝင်လာတော့ကမိန်းကလေးရဲ့ချစ်သူလက်ချက်နဲ့ဒဏ်ရာရသွားတာပါခေါင်းဆောင်တောင်အထိုးခံရတာဆိုတော့ချစ်သူလည်းအသက်ခံလိုက်ရလောက်ပြီလို့တွေးမိရင်မိန်းကလေးမှာမျက်ရည်မထိန်နိုင်အောင်ကျလာခဲ့တဲ့မျက်ရည်ကကြမ်းပြင်ပေါ်ကျသွားရင်ရိပ်မိသွားမှဆိုလို့မျက်လုံးကိုတင်းတင်းစိတ်ထားလိုက်တဲ့မိန်းကလေးမျောလင်းချက်မဲ့လူနီးပါဖြစ်နေချိန်မှာအခွင့်အရေးရောက်လာခဲ့တယ်အဲ့ဒီအချိန်မှာတပည့်တွေကတွေးဆက်တွေရှင်းဖို့စေလွတ်ခံရပြီးအခန်းထဲမှာခေါင်းဆောင်ကိုပြုစုဖို့ကတုံးမဲကြံခဲ့တဲ့ကတုံးကခေါင်းဆောင်ဝေဒနာခံစားနေရတာကိုမြင်တော့ online မှာစေးနှဲရှာဖို့လုပ်ရင်းလွယ်အိတ်ကကျမ်းပြင်ပေါ်ပြုတ်ကျသွားခဲ့တဲ့အထက်ကဖုန်းကိုမြင်လိုက်ရတော့မိန်းကလေးမှာချက်ချင်းမျောလင်းချက်ရလာတယ်ဒါပေမဲ့တုတ်ကိုယူပြီးခေါင်းထွက်ကြည့်ုံရှိသေးကတုံးကရုတ်တရက်သူမဘက်ကိုလှည့်ကြည့်လိုက်တဲ့မိန်းကလေးမှာနေရာမှာတင်တောင်းတင်းသွားပြီးမလုပ်ရဲတော့ဘူးကံကောင်းတာကကတုံးကခေါင်းဆောင်နဲ့စကားပြောနေတာဖြစ်ပြီးသူမကိုတတိမထားမိလိုက်ဘူးမိန်းကလေးလည်းဆက်မဆိုင်တော့ပဲတုတ်ကိုတတိထားထုတ်ပြီးလွယ်အိတ်ဖက်ကိုနီးနိုင်သမျှတဖြည်းဖြည်းတိုးလိုက်တယ်ဒါပေမဲ့လွယ်အိတ်ကိုထိုံပဲရှိသေးတယ်တုတ်ထိတ်ကတုတ်လုံးလို့လွယ်အိတ်ကျိုးကိုဘလို့မှချိတ်လို့မရဘူးအောင်မြင်ဖို့ကန့်လက်တကမ်းမာတင်ရှိနေတာမို့မိန်းကလေးမှာမလက်လွတ်ချင်ဘူးကတုံးမိမိကိုတတိမထားမိတာကိုအခွင့်ကောင်းယူပြီးရဲရဲဝံ့ဝံ့ဆုံးဖြတ်လိုက်တဲ့တုတ်ကိုအသားလေးချပြီးအသက်ရှူအောင်ကခန္ဓာကိုယ်တစ်ဝက်ကိုအပြင်ထုတ်လိုက်တယ်အဲ့ဒီလိုနဲ့ပြန်ပေးသမားနှစ်ယောက်ရဲ့မျက်စိအောက်မှာတင်လွယ်အိတ်ကိုအောင်မြင်စွာဆွဲယူနိုင်ခဲ့တယ်ဝမ်းသာချိန်တောင်မရသေးပဲပြန်ဆွဲအယူမှာတော့နောက်တစ်စက္ကန့်မှာပဲဒီလိုထိတ်လန့်စရာကောင်းတဲ့အခြေအနေကြောင့်မိန်းကလေးမှာဆက်မလုပ်ရဲတော့ဘူးလူတယောက်ဝင်လာမှပဲရင်ထဲကအုတ်ခဲကြီးကျသွားတော့တယ်ချက်ချင်းပဲဖုန်းကိုထုတ်ပြီးရဲစီသတင်းပို့ဖို့ပြင်လိုက်ပေမဲ့စာဝက်ပဲရရသေးတယ်ဖုန်းကဘက်ထရီကုန်ပြီးပိတ်သွားလို့မိန်းကလေးမှာလုံးဝမျောလင်းချက်မဲ့သွားခဲ့တယ်ပို့ပြီးမျောလင်းချက်မဲ့စရာကကတုံး online မှာရှာတွေ့ခဲ့တဲ့တိုင်းရင်းစေးနီးကသူတို့ခေါင်းဆောင်ကိုကတင်ပါမပြီးမရတာဖြစ်နေတာပါကိုယ်တိုင်ပေါ်တော့မယ်ဆိုတာတိလိုက်ရတဲ့မိန်းကလေးဟာမျက်လုံးကိုမှိတ်လိုက်ရတော့တယ်သူတို့ရဲ့စကားတန်ကိုကြားရတော့မိန်းကလေးမှာပို့ပြီးအံ့အားတင်သွားတဲ့ချစ်သူရဲ့မိခင်ဖြစ်သူကိုအခင်းဖြစ်ပွားရနေရကိုခေါ်ဆောင်လာပြီးပြန်ပေးသမားတွေရဲ့ချင်းချောက်မှုအောက်မှာသူတို့ခေါင်းဆောင်ရဲ့တန်ရာကိုကုသပေးနေရတာပါမျိုးသမီးကြီးကအခန်းထဲမှာတခြားလူမရှိတာကိုမြင်တော့အခြေအနေကိုသဘောပေါက်သွားပုံရတဲ့လက်နာရီတစ်လုံးကိုယူပြီးမတော်တဆလိုကျမ်းပြင်ပေါ်ပြုတ်ကျစေခဲ့တယ်ပြီးတော့တဘာဝကြကြငုံကောက်လိုက်တဲ့အခါမိန်းကလေးကကတင်အောက်မှာအကောင့်အတိုင်းပုံနေတာကိုတွေ့လိုက်ရတယ်သူမကတားဖြစ်သူနဲ့ခိုးတွေ့ဖို့ခိုးဝင်လာတာကိုတီးလို့မကျေနပ်ပေမဲ့လက်ရှိမှာအားကိုးစရာဆိုလို့မိန်းကလေးပဲရှိတော့တာပါသူမအတွက်အခွင့်အရေးဖန်တီးပေးဖို့ဘာမှမမြင်လိုက်တယ်လို့ဟန်ဆောင်လိုက်တယ်ပြီးတော့တပည့်တွေရဲ့အာယုံကိုဆွဲဆောင်ဖို့ခေါင်းဆောင်ရဲ့တန်ရာကိုချုပ်ပေးခဲ့တယ်ဒါပေမဲ့တန်ရာချုပ်ပေးနေတော့ပြန်ပေးသမားအချို့ကတေချာစောင့်ကြည့်နေတာကြောင့်အခွင့်အရေးမဖန်တီးပေးနိုင်ခဲ့ဘူးတန်ရာချုပ်ပြီးသွားတဲ့အထိလွတ်မြောက်ဖို့အခွင့်အရေးမရခဲ့ပါဘူးမိန်းကလေးကတော့ကတင်အောက်မှာဆက်ပြီးပုံနေခဲ့ရတယ်အတုံးမဝင်တော့တဲ့ဆရာဝန်မကြီးကိုတော့တခြားအခန်းမှာပြန်ပိတ်ထားလိုက်ကြတဲ့အံ့ဩစရာကောင်းတာကအမျိုးသမီးကြီးနဲ့အတူပိတ်လောင်ခံထားရသူမှာမိန်းကလေးရဲ့ချစ်သူဖြစ်နေတာပါပိုပြီးထူးဆန်းတာကတားဖြစ်သူရဲ့အဖေကဘာချုပ်နောက်မှမရှိပဲကုတ်အင်ကြီးဝစ်ဆင်ထားပြီးပြန်ပေးသမားကပင်ကိုယ်တိုင်နက်ကတိုင်းတက်ပေးနေတာပါတခုခုကွဲဝဲထားတဲ့လှုပ်ဝက်ချက်ရှိနေပုံရတယ်တကယ်တော့တားဖြစ်သူရဲ့အဖေကဘန်မန်နေဂျာဖြစ်ပြီးပြန်ပေးသမားတွေကအဲ့ဒီအဆင့်တန်းကိုအတုံးချကနာမည်ကြီးဘန်တစ်ခုကိုတပြတိုက်ကိုပြင်းနေကြတာပါတားဖြစ်သူကိုခေါ်ထုတ်သွားပြီးနောက်အိမ်ထဲမှာပြန်ပေးသမားနည်းနည်းပဲကြံတော့တဲ့မိန်းကလေးပုံနေတဲ့အခန်းထဲမှာတော့စေကူတာနေတဲ့ခေါင်းဆောင်တယောက်ပဲကြံခဲ့တယ်အကြာကြီးစောင့်ဆိုင်ပြီးနောက်အထက်မှာဘာလို့ရှာမှုမှမကြားရတော့တာနဲ့မိန်းကလေးကရဲရဲဝံ့ဝံ့ဆုံးဖြတ်လိုက်တဲ့အသက်ကိုဝအောင်ရှူပြီးခေါင်းပြူကြည့်ဖို့ပြင်လိုက်ချိန်မှာကတုံးကပစ္စည်းတွေကင်ပြီးဝင်လာခဲ့တယ်တော်သေးတာကကတုံးကသူမကိုမမြင်လိုက်ပါဘူးဒါပေမဲ့နောက်ထပ်ထွက်ပေါ်လာတဲ့စကားတန်တွေကြောင့်မိန်းကလေးမှာထိတ်လန့်တုန်လှုပ်သွားအားခဲ့ရတယ်ကားမောင်းထွက်သွားတဲ့တပည့်တွေပြန်လာရင်ခုနကယူလာတဲ့တက်စီတွေနဲ့အိမ်ကိုလူရောအကုန်မီးရှို့ပစ်မယ်လို့ပြောနေကြတာပါရဲတွေရောက်လာရင်လည်းဘာမှစုံစမ်းလို့ရတော့မှာမဟုတ်ပါဘူးစိတ်ထဲမှာအလွန်တုန်လှုပ်သွားပေမဲ့လက်ရှိမှာကတုံးကစောင့်ကြည့်နေတာကြောင့်ပိုကောင်းတဲ့နည်းလမ်းမရှိသေးပါဘူးလွတ်မြောက်ဖို့အခွင့်အရေးမရှိပဲဖြစ်နေချိန်မှာကစားစရာနှိုးဆက်နာရီတစ်ခုကတုံးရဲ့ခြေထောက်နဲ့တိုက်မိပြီးဒီဘက်ကိုလိမ့်လာခဲ့တဲ့မိန်းကလေးမှာချက်ချင်းအကြံရသွားပြီးအနေရများတဲ့စိတ်ကူးတစ်ခုထွက်ပေါ်လာခဲ့တဲ့နှိုးဆက်ကို10မိနစ်အကြာမှာမြည်အောင်ဆက်တက်လိုက်ပြီးခန္ဓာကိုယ်ကိုတကားနဲ့ဆန့်ကျင်ဘက်ကိုလှည့်လိုက်တဲ့နောက်ဆုံးမှာကတုံးဖုံးပြောနေချိန်မှာနာရီကိုထောက်ဘက်ကိုတွန်းထုတ်လိုက်ရကတုံးကနည်းနည်းမှသတိမထားမိလိုက်ပါဘူးအချိန်ကုန်လွန်လာတာနဲ့အမျှနှိုးဆက်ကနောက်ဆုံးစက္ကန့်တွေကိုရောက်ရှိလာခဲ့တဲ့နာရီမီသွားတာနဲ့တပြိုင်နက်မိန်းကလေးကကတင်အောက်ကနေချက်ချင်းထွက်လာပြီးခန္ဓာကိုယ်ကိုကိုင်းကထွက်ပြေးခဲ့တော့တယ်အခန်းထဲမှာဘာလို့ရှာမှုမှမရှိတာကိုတွေးမှမိန်းကလေးကနေရန်ကိုမိပြီးအသက်ပြင်းပြင်းရှူနိုင်တော့တဲ့စိတ်လှုပ်ရှားမှုကိုထိန်းချုပ်လိုက်ပြီးနောက်ခြေပြားထောက်ကဖြည်းဖြည်းချင်းထွက်လာခဲ့တဲ့ကြောက်လန့်တကြားနဲ့အောက်ထပ်ကိုပြေးဆင်းလာပြီးတကားဖွင့်ဖို့ပြင်လိုက်ချိန်မှာမထင်မှတ်ဘဲတကားလက်ကင်ကအပြင်ကနေရုတ်တရက်အတင်းလှည့်လာခဲ့တဲ့မိန်းကလေးကတက်တီမွေးပြီးကြည့်လိုက်တော့သစိမ်းတယောက်ဖြစ်နေတာကိုတွေ့ရတယ်ဒါပေမဲ့ဒီလူဟာအိမ်ကြီးချင်းဖြစ်ပြီးပြန်ပေးသမားတစ်ပြည့်ပြန်လာတာလို့ထင်မှတ်သွားခဲ့တယ်အဲ့ဒီနောက်အထက်ထက်ကိုပြန်ပြေးတက်သွားခဲ့ပေမဲ့အလွဲလွဲအမှားမှားနဲ့ချစ်သူနဲ့ဆရာဝန်ပိတ်လောင်ခံထားရတဲ့အခန်းကိုရောက်သွားခဲ့တယ်ချစ်သူအေးဆေးရှိနေတာကိုတွေ့တော့မိန်းကလေးမှာဝမ်းသာအားရဖြစ်သွားပြီးကြိုးဖြေပေးဖို့ပြေးသွားခဲ့တယ်ဒါပေမဲ့အောက်ထက်ကနေအမျိုးသားတယောက်ရဲ့အော်တန်ကြားလိုက်ရပြီးအဲ့ဒါကတကားရိုက်ခွဲဝင်လာတဲ့အိမ်ကြီးချင်းပဲဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲအခန်းထဲကကတုံးလဲလှုပ်ရှားမှုကိုကြားသွားခဲ့တယ်မိန်းကလေးကအခြေအနေမဟန်တာကိုတွေ့တော့တန့်စင်ကန်းနဲ့ပြေးပုံးလိုက်ရတယ်ဒါပေမဲ့သူမမသိတာကအဲ့ဒီလူဟာအိမ်ကြီးချင်းဖြစ်ပြီးအခြေအနေမတင်ကားလို့ဝင်ကြည့်တာပါဒုတိယထပ်ကိုရောက်တာနဲ့ကတုံးနဲ့ထိတ်တိုက်တွေ့သွားပြီးမေးမြန်းဖို့မကင်းသေးခင်မှာပဲကတုံးရဲ့တိုက်ခိုက်မှုကိုခံလိုက်ရတော့တယ်အိမ်ကြီးချင်းရဲ့အော်တန်ဖြည်းဖြည်းချင်းပျောက်ကွယ်သွားတာနဲ့အမျှမိန်းကလေးမှာလုံးဝစိတ်တက်ကြသွားခဲ့ရတယ်ကတုံးလက်ထဲရောက်သွားရင်ဘာဖြစ်မလဲဆိုတာသူမမတွေးဝအောင်ဖြစ်ခဲ့ရတယ်အဲ့ဒီနောက်ပရင်ပေါက်စီချက်ချင်းသွားပြီးဒီကနေလွတ်အောင်ပြေးဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကတုံးကတန့်စင်ကန်းဘက်ကိုဥတီလာခဲ့တယ်တန့်စင်ကန်းထဲမှာမိန်းကလေးဟာဒီပုံစံအတိုင်း2နာရီကျော်ကြာမတက်ရက်နေခဲ့ရတယ်ခြေထောက်တွေတောင့်တင်းထုံကျင်နေပြီဖြစ်ပေမဲ့နည်းနည်းမှမလုပ်ရဲတယ်လို့အတန်သေးလေးတောင်မထွက်ရဲခဲ့ပါဘူးအကြောင်းကတော့သူမရဲ့အောက်မှာရက်ဆက်တက်တဲ့လူသက်သမားတယောက်ရှိနေလို့ပါသူဟာလူတယောက်ကိုတက်လိုက်တိုင်းဓာတ်သွားကိုမိခင်ပြီးလက်မောင်းမှာအမှတ်သားလုပ်လို့ရှိတယ်ဒီလိုလုပ်ခြင်းအဖြစ်မိမိရဲ့ပြစ်မှုကိုကြေးရေးစေနိုင်တယ်လို့သူကယူဆထားတာပါအပြစ်ရှိစိတ်တွေပျောက်ကွယ်သွားပြီးနောက်အင်ဂျီဝတ်ကကျေနပ်နေတဲ့မြတနာနဲ့တန့်စင်ကန်းတွေကထွက်သွားခဲ့တယ်မိန်းကလေးလည်းစိတ်အေးသွားရပြီးအထက်ကနေခုံစင်းကပြတင်းပေါက်ကနေထွက်ပြေးဖို့ပြင်လိုက်တယ်ဒါပေမဲ့အနောက်ကနေချစ်သူရဲ့အော်တန်ကြားလိုက်ရတဲ့ခဏမျှတွေ့ဝေသွားပြီးနောက်အခန်းထဲကိုပြန်ဝင်သွားခဲ့တယ်အခန်းထဲရောက်တော့ကတုံးကချစ်သူရဲ့ခြေထောက်ကိုကင်ပြီးမြှောက်ထားတာကိုတွေ့လိုက်ရတယ်မိန်းကလေးကကက်ကြီးကိုမြှောက်လိုက်ပေမဲ့နောက်တစ်စက္ကန့်မှာပဲ
ကတုံးကအပေါ်ကိုတက်လာပြီးမိန်းကလေးကိုနေရံမှာဖိထားကလဲပင်ကိုတင်းတင်းညစ်ထားလိုက်တယ်။အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားမှာမိန်းကလေးဟာအံ့ဩစရာတတိတွေထွက်ပေါ်လာပြီးကတုံးကိုတွန်းလှန်လိုက်တဲ့အိတ်ခမ်းထဲကိုယူယူမူမူပြေးဝင်သွားပြီးအထက်ထက်ကိုတက်သွားခဲ့တဲ့မေ့မျောနေတဲ့ခေါင်းဆောင်ကနိုးလာခဲ့ပြီးဖြစ်ပြီးကတုံးရောက်လာချိန်မှာမိန်းကလေးကတစ်တာနဲ့ပိတ်ထားပြီးဖြစ်တဲ့ပတ်ဝန်းကျင်မှာရှိတဲ့စာအုပ်လေးတွေကိုလည်းအထဲမှာထည့်ထားလိုက်တယ်။အဲ့ဒီနောက်အကူအညီတောင်းဖို့ကျေလောင်စွာအော်ဟစ်ခဲ့တယ်။ဒါပေမဲ့ချစ်သူရဲ့အိမ်ကတီးတက်အိမ်ဖြစ်တာကြောင့်ဘာလူမှမရှိပါဘူး။လဲပင်ကွဲမတက်အော်ပေမဲ့ဘာမှထူးခြားမလာခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲကတုံးကလှေကားနဲ့ကရိယာတွေကိုယူဆောင်လာခဲ့တဲ့မိန်းကလေးရဲ့အော်တန်ကိုကြားရလေကတုံးကပိုပြီးစိတ်လှုပ်ရှားလာလေဖြစ်တယ်။ခဏအတွင်းမှာပဲမျက်နှာချက်ကအပေါက်ဖြစ်သွားခဲ့ပြီးတိတ်မကြမီမှာကတုံးကအထက်ထက်ကိုတက်လာတော့မှာပါမိန်းကလေးမှာကြောက်လန့်တကြားရှိုက်မှုနေခဲ့ရတယ်။ဒါပေမဲ့မျောလင်းချက်မဲ့နေချိန်မှာသူမရဲ့လက်ဝဲဘက်မှာလေးတစင်းရှိနေတာကိုတွေ့လိုက်ရတယ်။မျောလင်းချက်မီးတောက်မီးရှံပြန်လဲတောက်လောင်လာခဲ့ပေမဲ့ခဏအတွင်းမှာပဲပြန်လဲကျဆင်းသွားခဲ့ရတဲ့အကြောင်းကတော့မြားကိုရှာမတွေ့လို့ပါပိုပြီးကန်ဆိုးတာကလေးကျိုးနဲ့လက်ချောင်းကိုထိခိုက်မိသွားတာပါကတုံးကမျက်နှာချက်ကိုခွဲပြီးတက်လာတော့မဲ့အရေးကြီးချိန်မှာမိန်းကလေးကမိမိကိုယ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ရတယ်ခဏအတွင်းမှာပဲမျက်နှာချက်ပွင့်သွားပြီးကတုံးကပြုံးရွှင်စွာတက်လာခဲ့တယ်လက်တက်မီးနဲ့ပတ်ဝန်းကျင်ကိုစစ်စစ်ဆက်ဆက်ကြည့်ရှုပြီးမိန်းကလေးကအထက်ဖြူအောက်မှာရှိနေတယ်လို့ယူဆလိုက်တယ်တဖြည်းဖြည်းတိုးကပ်သွားပြီးအထက်ဖြူကိုဆွဲလက်လိုက်တော့အထဲမှာအယုတ်မော်တဲ့တစ်ခုပဲရှိနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာမိန်းကလေးကအနောက်ကနေခုန်ဆင်းလာပြီးကတုံးသတိမထားမိမိမှာပဲအထက်ထက်ကနေခုန်ဆင်းကတံမြားကိုပိတ်လိုက်တယ်တစ်သားတုံးနဲ့အောက်ကနေစီဆက်အောင်ပိတ်ထားလိုက်တာကြောင့်ကတုံးဘလို့ပဲရိုက်နှက်ပါစေအတုံးမဝင်ခဲ့ပါဘူးဒါပေမဲ့သူမလှေကားကနေဆင်းလာချိန်မှာပြန်ပေးသမားခေါင်းဆောင်ကတနက်နဲ့တကားမှာစောင့်နေခဲ့တယ်ကံကောင်းတာကခေါင်းဆောင်ရဲ့စီကံကပတ်စံရရင်လူမတက်ဘူးဆိုတာပါပဲပြောပြီးနောက်မိန်းကလေးကိုလွှတ်ပေးလိုက်တယ်အဲ့ဒီနောက်အိတ်ခမ်းထဲသွားပြီးတာဖြစ်သူနဲ့မိခင်ကိုကျိုးဖြစ်ပေးခဲ့တယ်ဒါပေမဲ့မိခင်ဖြစ်သူကအိမ်ကြီးချင်းရဲ့အလောင်းကိုတွေ့တော့မထိန်နိုင်ပဲအော်ဟစ်လိုက်တာကြောင့်အပြင်ကပြန်ပေးသမားတွေကြားသွားခဲ့ရတယ်မိန်းကလေးကတော့နေရန်နောက်မှာပုံနေလို့လွတ်မြောက်သွားခဲ့တယ်အဲ့ဒီနောက်တကားကနေတိတ်တဆိတ်ထွက်ပြေးခဲ့တယ်အဲ့ဒီအချိန်မှာပြန်ပေးသမားနှစ်ယောက်ကကတုံးရဲ့အော်တန်ကိုကြားသွားပြီးကတုံးကိုကူညီပေးခဲ့ကြတယ်မိန်းကလေးကိုဘလို့ဖမ်းမလဲဆိုတာဆွေးနွေးနေကြပေမဲ့မိန်းကလေးကနေရန်အပြင်ဘက်မှာအကုန်ကြားနေရတာကိုသူတို့မသိခဲ့ကြပါဘူးအခန်းထဲမှာလူမရှိတော့တာတေချာမှမိန်းကလေးကပြန်ဝင်သွားပြီးလွယ်အိတ်ထဲကမြားတစင်းကိုရှာတွေ့ခဲ့တယ်လေကားအတိုင်းအလင်းအမြန်တက်သွားပြီးပြန်ပေးသမားဝင်လာတဲ့နောက်ဆုံးစက္ကန့်မှာပဲအထက်ထက်ကိုအောင်မြင်စွာတက်နိုင်ခဲ့တယ်အပြင်ကလူကဘာမှသတိမထားမိလိုက်ပါဘူးဒါပေမဲ့ဒီတစ်ခါပြန်လာတာကအခန်းကိုမိရှို့ဖို့ပါတက်စီတွေကိုအခန်းနဲ့ဖြန်းလိုက်ပြီးအထက်ထက်ကမိန်းကလေးကတော့လေးကိုအသေးချပြင်ဆင်နေခဲ့တဲ့အောက်ကလူကိုချိန်ရွယ်ပြီးပြစ်ခတ်ဖို့ပြင်လိုက်ပေမဲ့လေးပြစ်စွမ်းရည်ကတိတ်မကောင်းတာကြောင့်မထိခဲ့ပါဘူးနောက်ဆုံးမှာမိချစ်နဲ့တက်စီကိုမိရှို့လိုက်ချိန်မှာမိန်းကလေးကလေးကိုပြစ်ချလိုက်ပြီးအိယာဘောကိုခုန်ဆင်းလိုက်တယ်မိတောက်တွေကိုကြည့်ရင်မထိတ်လန့်ပဲကတုံးရင်ဘက်မှာစိုက်နေတဲ့မြားကိုနှုတ်ယူလိုက်တယ်အနီးနားကစပိန်ကိုယူပြီးပြတင်းပေါက်ကိုပစ်ပေါက်လိုက်တယ်တက်စီတိုင်ကြီးပောက်ကွဲခါနီးမှာပဲပြတင်းပေါက်ကနေခုန်ထွက်နိုင်ခဲ့တယ်ပောက်ကွဲတန်ကြောင့်တခြားတစ်ပြက်တစ်ယောက်ရောက်လာခဲ့တယ်မိန်းကလေးကအမှောင်ထဲမှာပုန်းနေပြီးသူ့ခါကိုမြားနဲ့ပစ်လိုက်တယ်အဲ့ဒီနောက်ရေကူးကန်ထဲကိုတွန်းချလိုက်တယ်ဓာပြကတနက်ပြုတ်ကျသွားပေမဲ့မိန်းကလေးရဲ့လယ်ပင်ကိုတင်းတင်းကြပ်ကြပ်ညှစ်ထားတော့မှပဲမိန်းကလေးကမရှင်းနိုင်တာကြောင့်ခါမှာစိုက်နေတဲ့မြားကိုအတင်းဆွဲယူလိုက်တယ်မြားကအထဲကိုပိုဝင်သွားတာကြောင့်ဓာပြမှာတေးဆုံးသွားခဲ့ရတယ်အဲ့ဒီနောက်မိန်းကလေးကရေထဲငုပ်ပြီးတနက်ကိုကောက်ယူကားကိုတောင်မှအင်ဂျီလဲလိုက်တယ်ကားထဲမှာလှုပ်ရှားမှုကြားရလို့တကားဖွင့်ကြည့်လိုက်တော့ပေါင်မုတ်ကအပြေးပတ်စံတွေနဲ့အတူချစ်သူရဲ့အဖေကိုပါတွေ့လိုက်ရတယ်မိန်းကလေးကသူ့ကိုချက်ချင်းပြေးခိုင်းပြီးမိသားစုကိုကယ်တင်ဖို့ပြင်လိုက်တယ်တပြမျက်နှာဖုံးကိုတက်ဆင်ပြီးအထဲကလူကိုတတိပေးလိုက်တယ်တပြကအပေါင်းပါထင်ပြီးထွက်ကြည့်ချိန်မှာမိုင်းဖုံးထားတဲ့မိန်းကလေးနဲ့ထိတ်တိုက်တွေ့သွားခဲ့တယ်မိန်းကလေးကတနက်နဲ့ပြစ်ခတ်ခဲ့ပေမဲ့ပြစ်ခတ်မှုညံ့တာကြောင့်ပခုံးပဲထိသွားခဲ့ပြီးအထဲကိုပြေးဝင်သွားခဲ့တယ်မိန်းကလေးကအနောက်ကနေလိုက်သွားပြီးအနီးကပ်ပြစ်ခတ်ဖို့ပြင်လိုက်ပေမဲ့အနောက်ကနေလိုက်လာတဲ့အဖေဖြစ်သူရဲ့ရိုက်နှက်ခြင်းကိုခံလိုက်ရတယ်တကယ်တော့ဒီအဖေဖြစ်သူကလည်းတပြတွေနဲ့အတူတူပါပဲသူကဗန်မန်နေဂျာအဆင့်တန်းကိုအသုံးချပြီးဗန်ထဲကပတ်စံတွေကိုခိုးယူဖို့ကြံစီခဲ့တာပါအမှန်တရားကိုသိသွားတဲ့မိန်းကလေးမှာအလွန်အံ့ဩသွားခဲ့ရတယ်ပတ်စံအတွက်နဲ့မိသားစုကိုတောင်မညာတာကိုမယုံနိုင်အောင်ဖြစ်ခဲ့ရတယ်အဖေဖြစ်သူကမိန်းကလေးကိုတက်ခိုင်းလိုက်ချိန်မှာပဲတနက်တန်တစ်ချက်ထွက်ပေါ်လာခဲ့တယ်အဲ့ဒါကတော့လှေကားမှာထိုင်ကြည့်နေတဲ့တပြကောင်းဆောင်ရဲ့လက်ချက်ပါသူကလည်းဗီဒီယိုတွေထဲကနေတင်ယူခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာတော့ဒီပြစ်မှုရဲ့တရားခံအစ်စ်ပဲကြံရစ်ခဲ့တော့တဲ့မိန်းကလေးမလှုပ်ရှားမိမှာပဲရောက်ဖဖြစ်သူကတနက်နဲ့ထွက်လာခဲ့တဲ့ဇလန်းရဲ့နောက်ဆုံးမှာတော့ပြစ်မှုကျူးလွန်သူအားလုံးဟာထိုက်တန်တဲ့အဖြစ်ကိုခံစားလိုက်ရပါတယ်မိန်းကလေးနဲ့မိခင်သားတို့ဟာပေါင်မုံကားပေါ်ကပတ်စံတွေကိုမျှဝေယူကြပြီးကားအသေးလေးတဲ့ထက်ကဒီနေရာကနေထွက်ခွာသွားခဲ့ကြတယ်နောက်ဆုံးမှာတော့မိန်းကလေးဟာသူမရဲ့ဉာဏ်ရည်နဲ့တတိကြောင့်အကြီးမားဆုံးအနိုင်ရရှိသူဖြစ်လာခဲ့တော့တယ်